မြန်မာနိုင်ငံမှာထွက်ခွာနိုင်ငံရဲ့ချာဝီမှာမိသားစုစင်ပြေအောင်လို့ဝိုင်းရည်အတွက်ကိုကြိုးစားရှာမပြည့်စုံနေတာဗျာမြန်မာနိုင်ငံမှာထွက်ခွာနိုင်ငံရဲ့ချာဝီမှာမိသားစုစင်ပြေအောင်လို့ဝိုင်းရည်အတွက်ကိုကြိုးစားရှာမပြည့်စုံနေတာဗျာဒီအချိန်လုံးဆိုချစ်သူလေးလေးလွမ်းနေတော့မှာဘလို့လုံးစိတ်ချနိုင်မလဲဟာပြမလာခင်လေးမနေကားမေးကယူဆိုင်နော်လီလိုက်မဆက်သွေးမပြတ်ကြည့်နော်ကြည့်စုံမြင်ရင်ကြည့်ပြန်လာပြီးအချစ်တို့ရှိရစီမြန်မာနိုင်ငံမှာထွက်ခွာနိုင်ငံရဲ့ချာဝီမှာမိသားစုစင်ပြေအောင်လို့ဝိုင်းရည်အတွက်ကိုကြိုးစားရှာသူတို့နိုင်ငံကြီးကိုအချင်းချင်းလို့မဟုတ်ရပါပြောလို့လည်းမဟုတ်ရပါဘူးအမေမျိုးလေးတို့လိုအတန်းပညာမှမပြည့်စုံနေတာဗျာဒီအချိန်လုံးဆိုချစ်သူလေးလေးလွမ်းနေတော့မှာကြားပြီးမေးလေးငွေဆိုရလို့စကားပြောလို့နှလုံးသားကိုသတိချရအောင်မှာတွေ့ကြည့်လို့ဆန္ဒဝါနိုင်ငံတွေချသောရမမေဘလို့လုံးစိတ်ချနိုင်မလဲ